ရင်စင်ခြင်းအသက်တာတကူလုံးဤတကားပေါင်းတရားတစ်ခုမြောက်သောစာလံအပိုက်ငယ်သုံးအတ္တမအမှုရာကိုမျက်မှောက်မပြုပါလမ်းလွဲသောသူဤအမှုကိုယွန်ရှာသည်ဖြစ်၍ငါ၌မမီမကပ်ရအာမင်ဆုတောင်းကြပါစို့အိုးဖြောင့်မတ်ခြင်းဤအရှင်ဖျားသခင်ကျေးဇူးတော်အားဖြင့်ကျွန်ုပ်တို့ဤမျက်စိများကိုကိုရောဤတန်ရှင်းခြင်းအတွက်သာဖွင့်ပေးတော်မူပါစာတန်ဝင်ပေါက်များဖြစ်သောမတန့်ရှင်းသည့်အမြင်များကိုငင်းပယ်နိုင်စေတော်မူပါနှစ်သစ်တွင်ကိုရောဤနှုတ်ကပတ်တော်အလင်းဖြင့်ကျွန်ုပ်တို့၏အသက်တာလမ်းကိုရှင်းလင်းစွာမြင်၍ရွေးချယ်နိုင်စေတော်မူပါမည်အကြောင်းသခင်ယေရှုနာမ၌ဆုတောင်းပါ၏အာမင်